Hello ဒီနေ့မှာရက်တော်မူဖေရတာမှာဖြစ်ပါရဲ့ကားလေးနဲ့တောင်းမယ်ပေါ့နော်မဝေးပါဘူးရှင်ဒီလိုက်လေးကြားတယ်ပေါ့နော်လိုက်လေးတော့ folly လေးကိုတင်ပြပေးခဲ့ကြပါအောင်ရှင်သွားပါမယ်ဟိုအရှိတဲ့ကိုသွားပါမယ်ရှင်ဒီပိုင်းလည်းကြော်သွားပြီကဲသွားပါမယ်ဟိုမှာလှမ်းမြင်နေရပါပြီရှင်အဲ့မှာတိုင်ကုန်းနေတောင်ကုန်းနေနေပေါ့နော်အိုးကောက်တိုက်မိတော့ပါပဲကဲဒါမှပဲဖြစ်ပါရဲ့ကားလေးပိန်သွားမှလားမသိအဲ့နာကတ်လိုက်လို့ရှင်လာဖုံးလေးထားပါပြီကဲသွားပါမယ်ဒီညတက်လို့ရတာမသိဘူးမရဟိုနာတော့မရမယ်အဲ့ဒါဆိုရတော့မပြအရန်သက်ပေပါရဲ့အပေါ်ရအောင်ထပ်ကြည့်ကြမယ်နော်ဒါကတော့ဒီနေရာလေးပေါ့နော်ဒီနေရာမှာတက်လို့မရဘူးအဲ့တော့လီပေါ်နေပဲအော်ပြတ်ကြပြန်ပြီโอเคရပါပြီတော့ပါမယ်အမြင့်ပဲပေါ့နော်အမြင့်မှာပဲတော့ပါမယ်ရှင်စပိုင်းရရှစ်စမိုးနဲ့ရှောက်ဖို့ပဲဒါပေမဲ့ဟုတ်တယ်မလားအမြင့်ဆိုတော့လေနည်းနည်း intro လေးပါလေဝင်အောင်ပါပေါ့ကဲပေါ်တက်ပါမယ်ဟိုမှာပါအပေါ်မှာပေါ့နော်အရန်တက်ပေပါရဲ့ရှင်တော်တက်ပေတယ်ဟိုမှာပါနော်အမဖះရပူစော်ထားလေးလေရှိတယ်ပေါ့နော်အဲ့မှာပါဖះဆုံးပေးထားတာလေးရှိပါရဲ့ကဲရပါပြီရှင်ဒါကတော့မေဖះရှိခုမှာဖြစ်ပါရဲ့ဖះရှိခုလေးတည့်ရခါကြလို့ရှင်ကောမမမန်းကြီးကြအောင်နော်မေကတော့မသိပါဘူးမေကဒါ9နာရီထိုးပါပြီမနက်9နာရီပေါ့နော်ဒါကတော့ဆုံးပေးထားတာကြီးပါဟိုမှာတော့ခေါင်းလောင်းပေါ့နော်ခေါင်းလောင်းဖြစ်ပါရဲ့တီးလို့ရတာဆိုတော့တီးလို့မရပါဘူးရှင်ကဲပြန်ပါမယ်ပြန်ပါတော့မယ်နော်ဒီမှာပေါ့နော်ရက်တော်မူဖရားကြီးပေါ့အရန်တက်ပေးပါရဲ့ bye bye subscribe လေးလုပ်ခဲ့ကြအောင်နော်တတား